ယောက်ပြန်လာမယ်အဖေဆံနာပြေဝရတယ်လို့ကတိပေးထားတယ်လို့လုံမပါအဖေရဲ့အောင်မြင်ရင်နေ့မှာရွာကိုပြန်ခဲ့မယ်ဆောင်းလို့ဂျုံလီအိုးပြန်လာခဲ့မယ်မိဘနှစ်ပါးတန်းဝါကင်းနဲ့ရှင်းဆိုင်ပြတဲ့တယောက်ထဲတန်းတာတွင်ရတိုင်းမှာအမေရဲ့ရင်ဝင်မြေလာရင်ကဘာစီကိုမမျိုးလို့ဥခိုက်မရစီအမေပြုံးမနာကောင်းငင်စီမြင်ရအောင်ဝါဒနာတစ်ခုပေါ်အခြေဆုံးရက်ခါချစ်တဲ့အိမ်မစကားပြန်လဲချတိုင်းဝမ်းနဲ့ဝမ်းသာအခုဆိုရင်မိကလည်းရွာမတောင်းလွမ်းနေလောက်ပြီဖြစ်ချင်တာအကုန်လုံးကိုရာရာရှိဆောင်မှပြပေးအဖေဆံနာတွေဖြစ်တော်တဲ့နေ့မှာတာပြန်ခဲ့မယ်အဖေကျွန်တော်မွေးရစီပြန်ခဲ့ပါမယ်အဖေနဲ့မိဖို့တောင်းဝန်ချေဖို့လူသားတယောက်ဖြစ်တုံးလည်းမမြင်သာမိဘဆိုတာဟာတာသမီဝိပေါ်မှာတနဲ့ပြန်လို့ချေဆက်ရမျောလင်းမထားတာမြတ်တာစေတနာအမှန်ဒါပေမဲ့လည်းနေအရွယ်ဝချင်းရောက်ရင်တာသမီတွေကိုလည်းဒေသာပြင်းကမှန်းဆလို့မျော